တော့ဒီနေ့မှာတော့ reaction ကိုကျွန်တော်ဟိုရှေ့မှာတင်ထားတဲ့အပုတ်က reaction ကိုကျွန်တော်ဒီတချင်းကိုဖြတ်ညက်ကလုပ်ပြီးထည့်ထားအောင်ဒီတချင်းကို reaction လေးလုပ်ပေးပါဆိုပြီးတော့တောင်းဆိုလို့ကျွန်တော်ဒီတချင်းကို reaction လုပ်လိုက်ပါတယ်ဒါ223ရဲ့ကိုနာညီဆိုတဲ့တချင်းကိုကျွန်တော် reaction လုပ်သွားမယ်ဒီနောက်ပြန်နားထောင်ကြည့်မယ်နော်လှုပ်ချင်တာလှုပ်လှုပ်ချင်တာလှုပ်မင်းဖြစ်ရင်မင်းခံမယ်မင်းခံမယ်တကယ်ချင်း shitဒီတချင်းတွေမျိုးကိုဆက်ပြီးကျွန်တော်တို့နားထောင်သွားဖို့ရှိပါတယ်။နောက်ထပ်ဒီလိုမျိုးတချင်းတွေကိုဖန်တီးအားကောင်းအောင်လဲကျွန်တော်တို့အနောက်ကနေဝိုင်းဝန်းပြီးတော့အားဖြည့်ပေးဖို့လိုအပ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့အကောင်းဆုံးတွေကိုဆက်သွားမယ်အကောင်းဆုံးတွေကိုကျွန်တော်တို့အားပေးမယ် let's go reload နဲ့ပေါင်ဖြုတ်တာဒီ223ကဒီ reload ကိုသဘောကျတယ် reload ကို reload နဲ့တချင်တူတူလှုပ်ရှင်နေဆိုပြီးသူတို့ရဲ့ဒီဗာလဲလိန်နိုင်ဝဲဆရာကြီးများလားလိန်နိုင်ဝဲဆရာကြီးများလားဗာလဲအမဒီ pocket မှာဖြည့်ထားတာကိုကျွန်တော်ကြည့်ဘူးရပေါ့နော်ဆိုတော့ဒီ reload ကလည်းသူတို့ရဲ့ဒီ idol တယောက်လိုပဲပေါ့ဆိုတော့ကျွန်တော်နားဆက်ပြီးတော့သူတို့ပေါင်းစည်းထားတဲ့တချင်ဘယ်လောက်ထိဖြုတ်လဲဆိုတော့ကျွန်တော်နဲ့တူတူဆက်ပြီးနားထောင်ပါမယ်ရေရွေးပြီးတော့ဆောက်ရနေချောနောက်တော့နားရီပကန်တော့တော့မော်ရွေးလောက်ကြမတန်းစီဒီကိုလေးပဲနောက်လမ်းကြည့်လမ်းကြောင်းလေးကောင်လေးကိုပန်းပြီး Hey shorty take your panties bitch let them know the don't get you yeah you keep a single pinလေးမိတ်ဆက်များနဲ့ကောက်ကွယ်ပြင်းလုံးဝမိုက်ရနော်မိတ်ဆက်များနဲ့နောက်ဆက်နေဒီဟမချင်းတဲ့ချက်ပြုတ်ကောင်းတော့မင်းတို့ print တွေစမ်းပြနောက်များနဲ့ခွင့်ပြေချက်ပြုတ်ကောင်းတော့ courseချက်ပြုတ်ကောင်းတော့မင်းတို့ print တွေစမ်းပြနောက်များနဲ့ခွင့်ပြေချိန်နေတာပြောင်းလဲလို့သွားလဲယုံကြည်အားဆက်ရှောင်းနေမင်းတို့ပန်ဒီမှုကိုချီခံယူကြလက်စမ်းမှမရှိ energy နဲ့သိသွင်းအပချာ with the game shit လုံးနဲ့ခွင့်လိုက်ပြီး music video ကဒီလိုပုံစံနေเนาะဒီလိုပုံစံမျိုးတွေကိုဖန်တီးထားတယ်ဒီလိုသူတို့ရဲ့ဒီမျက်နှာကိုအရန်ကြီးမပေးဘဲနဲ့ကျွန်တော်တို့ဒီ entertainment အနေနဲ့ကိုဒီလိုမျိုးဖြောပြမှုတွေကိုအဓိကလှုပ်သွားတော့မြင်ရတာပေါ့เนาะဒါကျွန်တော်မြင်ရတဲ့လောက်ကိုပြောပြတာပေါ့ဒါလွဲမှားနေတာတွေလည်းရှိကောင်းရှိနိုင်တယ်ကျွန်တော်ရဲ့စကားတွေကWe turn it up. I need it, man. Music will feel like we yo. We full of this game. No longer roll. Don't get it out of my theater. We did it again. Don't you know? Di thế mà rồi di Yampat ka chorus ဆိုတာလို့ထင်တယ်နော်ဒီရှေ့ပိုင်းမှာ chorus ဝင်တယ် second rap ပြီးတော့ chorus တကယ်ခေါင်းလုံးညိတ်နေရပြီလို့မျိုးဖြစ်လုံးဝဖန်တီးမှုအားကောင်းတယ်The beats we trying on now be like finding on the do I'm young it's like boss we go in the kind like it's in our you go ball show you the game on the top now I'm dancing in ja long on the can sabi ma I want to down there it's screaming like whoa whoa နောက်ထပ်ပြန်ပြီးတော့နားမထောင်ရတော့ဘူးပေါ့နော်ဒီသချင်းကကျွန်တော်တို့တင်ခဲ့တဲ့နောက်ဆုံးသချင်းပေါ့ဆိုတော့ကျွန်တော်တို့ music ကအရန်ကြီးကွာဟလာတာကိုမြင်ရတယ်အများကြီးပြောင်းလဲတာကိုလည်းမြင်ရတယ်ဒီရှေ့ဆုံးတချင်းတွေမှာထွက်ခဲ့တဲ့ဒီ223ရစ223ရဲ့ဒီ
ကဘာမှာရေးကြီးဆုံးကမိဘပဲတို့ဒီចောင်းသားတွေចောင်းခန်းထဲမှာဆိုရက်ဒီတချင်းတွေဒီကနေစပြီးတော့အခုအများကြီးပြောင်းလဲလာတာမြင်ရတဲ့အချိန်ကြမှာကျွန်တော်လက်လွတ်ခံလိုက်ရတဲ့ကိုနာညီဆိုတော့ဘယ်လောက်ထိတောင်ပြောင်းလဲလာလဲဆိုရင်ကျွန်တော်တို့အားလုံးလည်းအသိပဲဗျာသူတချို့အနုပညာရှင်တွေရှိတယ်ပထမဦးဆုံးမှာဒီပေါက်တဲ့တခြင်းနဲ့စပြီးထွက်လာတယ်ဒီလူစိတ်ဝင်စားခံရပြီးတော့နောက်ပိုင်းကျတော့တခြင်းတွေကအဲ့လောက်ထိမပေါက်တော့ပဲနဲ့ငုတ်သွားတယ်အနုပညာရှင်တွေပဲဒီတော်တော်များများပေါ့နော်အကုန်လုံးပြောတာမဟုတ်ဘူးပေါ့နော်တော်တော်များများဒီ223ကြတော့ဆက်စဦးဆုံးမှာဒီလူတွေဝိုင်းပြီးတော့ဒီပလိန်တာခံရပြီးတော့နောက်ပိုင်းမှာလုံးဝလူတွေအံ့ဩတင်းစီလောက်အောင်ပြောင်းလဲသွားတဲ့ music တွေနဲ့ပြန်ပြီးလာခဲ့တဲ့အတွက်လုံးဝနှမျောဖို့ကောင်းတယ်ပေါ့နော်ဒီတချင်းနဲ့ဗျာသိလားဒီတချင်းကြီးကစထွက်ပြီးနောက်ပိုင်းဒီတချင်းတပုတ်ထွက်ပြီးတော့နောက်ထပ်ပို့ပြီးတော့အများကြီးညှော်လင့်လာပြီဒီတချင်းမှာတော်တော်များများက223ကိုစိတ်ဝင်စားလာပြီလုံးဝကြီးကြိုက်လာတဲ့အချိန်ကြမှာအများကြီးညှော်လင့်လာပြီနောက်ထပ်တချင်းတွေကိုဘယ်လောက်ထိဆက်ပြီးတော့ဖန်တီးမလဲဖြုတ်မလဲသူတို့လည်းဒီနောက်ထပ်သူတို့ရဲ့အိမ်မက်တွေပန်းနိုင်တွေဒီတချင်းထဲမှာပေါ်ပြနေပြီအများကြီးနားထောင်ရတော့မယ်လို့အားခဲရတဲ့အချိန်ပြီလားLike much, truly the war, my side, scar your mind, for your nose,